Hello မင်္ဂလာပါသားတို့တမလို့ရေဒီချေတို့အဓိကမိကုန်းနံပါတ်9ကိုဆက်သွားလိုက်ကြရအောင်နော်အဲ့တော့ပုံစံလေးကိုချေတို့အရင်ဖတ်ကြမယ်ပဲကိတ်တစ်လုံးကို90ကျပ်ပေးရတယ်ပဲကိတ်တစ်ထုပ်မှာပဲကိတ်၄လုံးပါတယ်ပဲကိတ်နှစ်ထုပ်ကိုဘယ်လောက်ပေးရမလဲဟုတ်ပြီအဲ့တော့နောက်တစ်ခါပြန်ဖတ်ပြပါမယ်ပဲကိတ်တစ်လုံးကို90ကျပ်ပေးရတယ်ပဲကိတ်တစ်ထုပ်မှာပဲကိတ်၄လုံးပါတယ်ပဲကိတ်နှစ်ထုပ်ကိုဘယ်လောက်ပေးရတယ်လဲဟုတ်ပြီအဲ့တော့တာတို့သမလို့ရေပဲကိတ်တစ်လုံးကိုဘယ်လောက်ပေးရတယ်လဲ50ကျပ်တစ်ထုပ်မှာဘယ်နှလုံးပါတာလဲ၄လုံးအဲ့ဒီလိုမျိုးပဲကိတ်၄လုံးပါတဲ့နှစ်ထုပ်ကိုတို့တွေဘယ်လောက်ပေးရမလဲတဲ့တီချာတို့ဝယ်ချင်တာကနှစ်ထုပ်အဲ့ဒါဆိုလို့ရှိရင်ဘယ်လောက်ပေးရမလဲတို့တွေဘယ်လိုတွက်ကြမလဲအဲ့တော့တငယ်ချင်းထွန်းထွန်းနဲ့တငယ်ချင်းစွတ်စွတ်တွက်ထားတာလေးကိုဒီချာကအရင်ရှင်းပြပါမယ်အဲ့တော့လာထွန်းထွန်းတွက်ထားတာလေးကိုဒီချာဒီဘက်ထဲကိုအရင်ယူလိုက်ပါမယ်ရှင်ကဲဟုတ်ပြီအဲ့တော့ထွန်းထွန်းကကြတော့ပဲကိတ်တစ်ထုပ်စီကိုဘယ်လောက်ပေးရလဲဆိုတာကိုသူကအရင်တွက်မယ်တဲ့ဟုတ်ပြီနော်ပဲကိတ်တစ်ထုပ်ကိုဘယ်လောက်ပေးရမလဲဆိုတာကိုအရင်ရှာမယ်အဲ့တော့ဒီချက်ကပုံလေးဆွဲပြမှာပေါ့ဒါတို့သမလို့ရေပဲကိတ်ကလေးကတစ်လုံးကိုဘယ်လောက်လဲ50ပါရှင်ဟုတ်ပြီတစ်ထုပ်ကိုဘယ်နှလုံးပါတာလဲ၄လုံး1 2 3 4ဟုတ်ပြီတစ်ထုပ်ဖြစ်သွားပါပြီရှင်ပြီးတော့1 2 3 4သူကလည်းတစ်ထုပ်ပါတယ်ရှင်โอเคအဲ့တော့တစ်ထုပ်ရဲ့တန်ဖိုးဘယ်လောက်လဲဆိုတာကိုထွန်းထွန်းကအရင်ရှာမယ်အဲ့တော့ထွန်းထွန်းရဲ့ဒီတအိတ်ထဲမှာပဲကိတ်လေးက90ရ50တန်က၄လုံးပါတယ်ဆိုတော့50ဘယ်နှခါပါနေလဲ1 2 3 4 54ကပါနေပါတယ်ရှင်အဲ့ဒါကြောင့်50ကိုထွန်းထွန်းက4နဲ့အရင်မြောင်းလိုက်ပါတယ်5လေးလီက20ပါနော်ဒီမှာပါတဲ့3ညာလေးနဲ့ဆိုတော့3ညာကလေးပြန်ထည့်တော့တစ်ထုပ်ကိုဘယ်လောက်ကျသွားမလဲဒါတို့သမလို့ရေဟုတ်ပါတယ်200ကျပ်ကျသွားပါမယ်နော်โอเคအဲ့တော့သူကလည်း200ဆိုသူကလည်း200ပဲပေါ့အဲ့တော့200ဘယ်နှခါလဲဟဲ့200နှစ်ခါဟုတ်ပါပြီ200နှစ်ခါဆိုတော့200အမြောက်နှစ်အညီနှစ်နယ်လေးကလိတ်3ညာလေးကနှလုံးပြန်ထည့်လိုက်တော့ဘယ်လောက်ကျလဲဟဲ့400ကျပ်ကျတာပေါ့ဟုတ်ပြီနော်အဲ့ဒီတော့အဖြေ400ကျပ်โอเคလားအဲ့တော့ထွန်းထွန်းကတစ်ထုပ်ရဲ့တန်မှုကိုသူကအရင်တွက်လိုက်တယ်ဘယ်လိုတွက်တယ်လဲတစ်ထုပ်မှာပဲကိတ်က၄လုံးပါတယ်လေတစ်လုံးကို50အဲ့တော့50 4ကောင်နော်54က50ကို4နဲ့မြောက်လိုက်တော့တစ်ထုပ်ရဲ့တန်မှုရလာတာပေါ့အဲ့ဒီလိုမျိုးနှစ်ထုပ်ဆိုတော့အဲ့ဒီတစ်ထုပ်ရဲ့တန်မှုကို2နဲ့ချက်မြောက်လိုက်တော့နော်နှစ်ထုပ်ရဲ့တန်မှုရလာတာပေါ့နော်ဟုတ်ပါပြီအဲ့ဒါဆိုလို့ရှိရင်စုစုရဲ့စိတ်ကူးလေးကိုဒီချေကရှင်းပြပေးပါမယ်အဲ့တော့ကြည့်ရအောင်စုစုကကြတော့ပဲကိတ်အရေးအတွက်ကိုအရင်ရှာတယ်တဲ့ဟုတ်ပြီအဲ့တော့ပဲကိတ်ကတစ်လုံးကိုဘယ်လောက်လဲ50အဲ့တော့တစ်ထုပ်ကိုဘယ်နှလုံးပါတာလဲ၄လုံးဟုတ်ပြီရှင်ဒါလေးကတစ်ထုပ်โอเค1နဲ့3 4ဒါလေးကsorry ဒါလေးကတစ်ထုပ်ပါနော်အဲ့တော့နှစ်ထုပ်အဲ့တော့အဲ့နှစ်ထုပ်လုံးမှာပဲကိတ်အားလုံးအရေးအတွက်ဘယ်လောက်ရှိတယ်လဲဆိုတော့စုစုကအရင်အတွက်မယ်အဲ့တော့သားတို့သမလို့ရေဒီဘက်မှာက1 2 3 4 4လုံးပါပါတယ်ဒီဘက်မှာက1 2 3 4 4လုံးပါပါတယ်ရှင်4အဲ့တော့4ဘယ်နှခါလဲနှစ်ခါ4နှစ်ခါဆိုတော့4အမြောက်နှစ်ပေါ့4နဲ့4ကဘယ်လောက်လဲ8အဲ့တော့စုစုပေါင်းပဲကိတ်လေးတွေအားလုံးဘယ်နှလုံးရှိတယ်လဲ8လုံးဟုတ်ပြီအဲ့တော့တစ်လုံးကိုဘယ်လောက်လဲ50အဲ့ဒီ50ကိုဒီချေတို့က8လုံးမို့လို့အဲ့တော့ဒီမှာလဲ50 50တစ်ခါ2ခါ3ခါ4ခါ5ခါ6ခါ9ခါ10ခါလीနော်အဲ့ဒီတော့58ခါကိုဒူတွေတွက်ကြည့်ကြရအောင်58လီကဘယ်လောက်လဲ40ပါနော်ဒီမှာက3ညတစ်လုံးမို့လို့3ညအဲ့ဒါကြောင့်မို့လို့ပဲကိတ်နှစ်ထုပ်ရဲ့တန်မှုကဘယ်လောက်လဲ400ကျပ်ဟုတ်ပါပြီအဲ့ဒါဆိုလို့ရှိရင်တတို့တမလို့ရေစုစုထွန်းထွန်းတွက်တုံးကရောပဲကိတ်နှစ်ထုပ်ရဲ့တန်မှုက400ကျပ်ပဲစုစုတွက်လိုက်တော့လေပဲကိတ်နှစ်ထုပ်ရဲ့တန်မှုက400ကျပ်ပဲအဖြေချင်းကဘာဖြစ်နေလဲတူနေတယ်ဒါပေမဲ့တွက်ပုံတွက်နေချင်းတူလားမတူပါဘူးထွန်းထွန်းကဘယ်လိုတွက်လဲတစ်ထုပ်ရဲ့တန်မှုကိုအရင်တွက်ထားပါတယ်စုစုကကြတော့အလုံးအရေအတွက်ပဲကိတ်လေးတွေရဲ့အရေအတွက်ကိုအရင်တွက်ပြီးတော့တန်ဖိုး50နဲ့မြောက်လိုက်တာပါနော်ဟုတ်ပါပြီအဲ့ဒီတော့ဘယ်လိုနည်းနဲ့ပဲတွက်တွက်ဒီချေတို့ကအဖြေချင်းကအတူတူပဲโอเคအဲ့ဒါကိုဖတ်စာလေးကိုပြန်ကြည့်ကြရအောင်
တွက်နည်းတစ်ခုစီကိုညီမျှခြင်းတစ်ခုစီနဲ့တို့တွေဖော်ပြကြည့်ကြရအောင်ဟဲ့အဲ့ဒီတော့ဒီမှာကြည့်ရအောင်တထုပ်စီရဲ့ကုန်ကြငွေကိုလိုချင်တဲ့ထွန်းထွန်းကဘသူနဲ့ဘသူကိုအရင်မြောက်ထားပါတလဲဟုတ်ပါတယ်90နဲ့4နဲ့ကိုအရင်မြောက်လိုက်ရင်တထုပ်စီရဲ့ကုန်ကြငွေရပြီးတော့မှ2နဲ့ပြန်မြောက်တယ်နော်ဟုတ်ပြီစုစုရဲ့တွက်နည်းကိုကြည့်ကြရအောင်ဟဲ့စုစုကကြတော့ဘသူနဲ့ဘသူကိုအရင်မြောက်တာလဲဟုတ်ပါတယ်4နဲ့2နဲ့ကိုအရင်မြောက်ပြီးတော့မှ90တန်ဖိုးနဲ့နော်တစ်ခုချင်းစီရဲ့တန်ဖိုး90နဲ့မြောက်လိုက်တော့မှတန်ဖိုးနှစ်ထုပ်ရဲ့တန်ဖိုးရလာတယ်နော်ဟုတ်ပါပြီအဲ့တော့သူတို့ရဲ့ညီညာချင်းလေးတွေကိုသူတွေကရေးလိုက်တဲ့အခါမှာအဖြေချင်းကဘာဖြစ်နေတယ်လဲတူနေတယ်အဲ့ဒီအတွက်ကြောင့်မို့လို့တို့တွေကဒီဟာလေးကဘလို့ပဲတွက်တွက်အဖြေချင်းကအတူတူပဲမို့လို့ညီညာချင်းချလိုက်တဲ့အခါမှာ90ရဲ့4ရဲ့2ရဲ့မြောက်မယ်90ရဲ့4ရဲ့2ရဲ့မြောက်တဲ့အခါမှာရှေ့ကိန်းနှလုံးကိုအရင်တွဲပြီးတော့ပဲတွက်တွက်နောက်ကိန်းနှလုံးကိုအရင်တွဲပြီးတော့ပဲတွက်တွက်အဖြေချင်းကဘာဖြစ်လဲအတူတူပါပဲရှင်အဲ့ဒါကအမြောက်ဆိုင်ရာစီးမြင်တစ်ခုဖြစ်ပါတယ်နော်ကိန်းသုံးလုံးမြောက်တဲ့အခါမှာညီကဲ့သို့တွဲဖက်၍မြောက်စေကမူမြောက်လက်သည်တူညီကြပါတယ်နော်ဟုတ်ပြီနော်ကိန်းသုံးလုံးမြောက်တဲ့အခါမှာဘလို့ပဲဘသူဘယ်နှစ်ခုကိုပဲအရင်တွဲပြီးမြောက်မြောက်အရှိကိန်းနှစ်ခုအရင်တွဲပြီးတော့မှနောက်ကိန်းနဲ့မြောက်နောက်ကိန်းနှစ်ခုအရင်တွဲပြီးတော့မှရှေ့ကိန်းနဲ့မြောက်ဘလို့ပဲမြောက်မြောက်အဖြေချင်းကအတူတူပါပဲနော်โอเคအဲ့တော့အပေါင်းပါလည်းအတူတူပါပဲနော်အပေါင်းပါလည်းကိန်းသုံးလုံးပေါင်းတဲ့အခါမှာညီတို့ပင်ကြိုက်တဲ့အစီအစဉ်နဲ့ပဲတွဲပြီးပေါင်းအဖြေချင်းကအတူတူပဲအဲ့ဒီလိုပဲအမြောက်ကလည်းအဲ့ဒီအတိုင်းပါပဲရှင်ဟုတ်ပါပြီအဲ့ဒါဆိုလို့ရှိရင်ဒီချေတို့နံပါတ်5ကိုတွားလိုက်ကြရအောင်ပါဒါတို့သမတို့ရဲ့မင်းတို့ရဲ့သင်္ချာတွက်တဲ့စာအုပ်ထဲမှာဒီချက်ကိုနံပါတ်5လို့တွက်ပေးပါရှင်ဒီချက်ကဒီနံပါတ်5ကိုတွက်ပြပေးပါမယ်နော် yes အဲ့ဒီတော့အရင်ဆုံး9ရဲ့ပုံစံလေးကိုအရင်ကြည့်ပေးပါတင့်တော်တဲ့ကိန်းတွေကိုတွဲပြီးပုံစံ2မျိုးနဲ့တွက်ပါဟဲ့ပုံစံဘယ်နှမျိုးနဲ့တွက်မှာလဲ2မျိုးဆိုတော့တို့တွေကရှေ့ကိန်းနှလုံးကိုတွဲပြီးတော့ပေါင်းတာက1မျိုးနောက်ကိန်းနှလုံးကိုတွဲပြီးတော့ပေါင်းတာ1မျိုး2မျိုးလုံးနဲ့တွက်ပေးရမယ်လာဒီချဲတွက်ပေးပါမယ်ရှင်ဒီချဲနဲ့တူတူတွက်ပါမယ်5ပုံမှာကာကြီး2မျိုးတွက်မှာမို့လို့ဒီချဲတို့အလေကောင်ကနေခွဲလိုက်ကြရအောင်ဟုတ်ပါပြီရှင်မင်းတို့ရဲ့စာအုပ်ထဲမှာလည်းလိုက်ခွဲပေးပါနော်โอเคပုံစံလေးအရင်ကိုပါမယ်10အမြောက်3အမြောက်4ဒီဘက်မှာလည်းကိုလိုက်ပါ10အမြောက်3အမြောက်4โอเคအဲ့ဒါလေးကိုတွက်ကြမယ်တကြောင်ကြော်လိုက်ပါရှင်10အမြောက်3အမြောက်4တွက်ဖို့အတွက်အညီလေးထိုးလိုက်ပါအဲ့တော့တို့တွေကဒီတစ်ခေါက်ဘသူ့ကိုအရင်တွက်မလဲရှေ့ကိန်းနှလုံးကိုအရင်တွက်မယ်တွဲမယ်ဆိုတော့10အမြောက်3ကိုဂွင်းလေးခတ်လိုက်ပေါ့အရင်တွက်မှာမလို့ဂွင်းခတ်တယ်ပြီးတော့မှအမြောက်4โอเคအောက်မှာအညီလေးထိုးလိုက်ပါ10နဲ့3နဲ့မြောက်လိုက်တော့13ဒီက3ညာတစ်လုံးမဟုတ်လို့3ညာကလေးပြန်ထည့်မယ်ရှင်အနောက်ကအမြောက်4ဟုတ်ပါပြီနော်โอเคပြီးနေပြီးတော့ရော3နဲ့4ကိုမြောက်လိုက်တော့3လေး7နဲ့ဒီမှာ3ညာတစ်လုံးမဟုတ်လို့3ညာကလေးပြန်ထည့်လိုက်တော့120ရပါတယ်ရှင်အဲ့ဒီအတိုင်းပဲဒီချက်ကဒီဘက်ပုတ်ကိုတွက်ပေးပါမယ်နော်10အမြောက်3အမြောက်4အညီလေးထိုးပါပြီသူတို့ကိုကြတော့ရှေ့ကိန်းနှလုံးကိုတွဲမလားနောက်ကိန်းနှလုံးကိုတွဲမလား yes နောက်ကိန်းနှလုံးကိုတွဲပါမယ်ရှင်10အမြောက်3နဲ့4ကိုတွဲမှာမို့လို့ခွင်းလေးခတ်လိုက်ပါတယ်နော်အညီလေးပြန်ထိုးပြီး10အမြောက်3လေးဒီကဘယ်လောက်လဲ7နဲ့ဟုတ်ပါပြီအဲ့တော့တို့တွေက10ပြည့်ကိန်းကိုကိန်းတစ်ခုနဲ့မြောက်ပါမယ်အဲ့ဒါကြောင့်အဲ့ဒီကိန်းတွေကိုအရင်မြောက်စနစ်တလီစနစ်လေးနော်3ညာတစ်လုံးပါတဲ့အတွက်ကြောင့်မလို့3ညာကလေးကိုပြန်ထည့်ဒါတို့သမတို့ရေဒီမှာလည်းအဖြေက120ဒီမှာလည်းအဖြေက120ပဲဘာဖြစ်နေလဲအတူတူပါပဲအဲ့ဒါကြောင့်အမြောက်ဆိုင်ရာစီးမြင်တစ်ခုဖြစ်တဲ့ဗာလေးလဲကိန်းသုံးလုံးမြောက်တဲ့အခါမှာညီတို့ပင်တွဲဖက်၍မြောက်စေကမူအဖြေတွေကမြောက်လက်တွေကဘာဖြစ်လဲအတူတူပဲဖြစ်ပါတယ်ရှင်အဲဒီတော့အဖြေတစ်ခုပဲထိုးပါမယ်အဖြေပုံမှန်တစ်ခုချလိုက်ပါ120ပါနော်ယေပြီးတော့ပြီဆိုလို့ရှိရင်တော့ဒီချက်ကိုမြင်ပိတ်ပေးပါရှင်ရသွားပြီနော်โอเคပြီးတော့ပြီဆိုလို့ရှိရင်အဲ့ဒီပုံစံအတိုင်းတို့တွေခါခွေးလေးတွက်လိုက်ကြရအောင်ပါခါခွေးလေးကိုဒီချက်ကဒီလိုလေးဖြတ်ပြီးတော့ပဲတွက်မယ်အဲ့တော့အလဲကောင်ကနေညင်တာပေးပါနော်ကဲခါခွေးပု္ပ္ပစာလေးကိုကြရအောင်ဟိခါခွေးပု္ပ္ပစာလေးက4အမြောက်3အမြောက်2ဒီဘက်မှာလည်း4အမြောက်3အမြောက်2ခုလိုက်ပါပြီโอเคအဲ့တော့တို့တွေပြန်တွက်ကြရအောင်အဲ့တော့ဒီဘက်ချမ်းကိုဒီချက်ကအနီရောင်လေးနဲ့တွက်ပေးပါမယ်4အမြောက်3အမြောက်2အညီကဲဘသူ့ကိုအရင်တွဲမှာလဲ4နဲ့3နဲ့ကိုအရင်တွဲပါမယ်အဲ့တော့ခွင်းခတ်လိုက်ဟိ4အမြောက်
3ပြီးတော့အမြောက်နှစ်ပါနော်4နဲ့3နဲ့ညောင်းလိုက်တော့4 3 4က12ဟုတ်သလားโอเคပြီးတော့သူ့ကို2နဲ့ထပ်မြောက်ပါပြီရှင်12နဲ့24ပါနော် yes ဟုတ်ပြီဒီဘက်ချမ်းကိုတွက်ကြရအောင်ဟိဒီဘက်ချမ်းကိုဒီချက်အစိမ်းရောင်လေးနဲ့တွက်ပေးမယ်4အမြောက်3အမြောက်2အညီသူ့ကိုကြတော့ဘသူ့ကိုအရင်တွက်မှာလဲအနောက်ကိန်းနှလုံးကိုအရင်တွဲပြီးတော့မှတွက်ပါမယ်အဲဒါကြောင့်4အမြောက်3အမြောက်2 okay အဲ့ဒီတော့4က4အမြောက်ကအမြောက်3နဲ့4က6ဟုတ်ပါပြီ4 6 4ဘယ်လောက်လဲဟိ6တက်ဒီ6 6နဲ့4 7 6 3 6 6 6 4 24ပါနော်အဲ့တော့တို့သမလို့ရေဒီမှာလဲ24ဒီမှာလဲ24အဖြစ်ချင်းဘာဖြစ်နေပါသလဲတူနေပါတယ်ရှင်ဂိမ်း3လုံးမြောက်တဲ့အခါမှာမိကဲ့သို့အစီအစဉ်ဖြင့်တွဲဖက်၍မြောက်စေကမှုမြောက်လက်ဒီကအတူတူပါပဲနော်โอเคအဲ့ဒါကြောင့်အဖြစ်24ပါနော်ရပါပြီအဲ့တော့တို့တွေနံပါတ်ကငယ်တွက်ကြရအောင်ပါနံပါတ်ကငယ်ပုံစံလေးက20အမြောက်2အမြောက်3ပြီးတော့မြင်းပိတ်နော်အဲ့တော့တစ်ချက်ချေရုကနှစ်ချမ်းခွဲတွက်ပါမယ်နှစ်မျိုးတွက်ရမှာမဟုတ်လို့မြင်းပိတ်နော်ခုနဒီချက်မြင်းမပိတ်ပြီးခဲ့လိုက်ဘူးနော်ဟုတ်ပါပြီအဲ့တော့ဒီဘက်ကိုလည်းမေးခွန်းကူမယ်20 oh sorry အစိမ့်နဲ့ကူရမှာနော်တူအောင်ကူရမှာအဲ့တော့20အမြောက်2အမြောက်3 yes ဟုတ်ပြီတွက်ပြီးရှင့်တကြောင်ကြော်လိုက်ပါ20အမြောက်2အမြောက်3အညီကဲဘသူ့ကိုအရင်တွဲမှာလဲရှေ့ကိန်းနှလုံးကိုအရင်တွဲမယ်ဂွင်းစား20အမြောက်2အမြောက်3ဟုတ်ပြီရှင်အဲ့တော့20နှစ်လီကဘယ်လောက်လဲ40နော်နှစ်နှစ်လီက4 3ညာလေးပြန်ထည့်โอเคအမြောက်3ဟုတ်ပြီရှင်အဲ့တော့4 3လီကဘယ်လောက်လဲ12 3ညာတစ်လုံးပါတဲ့အတွက်ကြောင့်မလို့အဲ့ဒီ3ညာကိုပြန်ထည့်တော့120ပေါ့ဟုတ်ကဲ့ရှင်အဲ့ဒါဆိုရင်နောက်တစ်ပုတ်နောက်တစ်မျိုးတွက်ပြပါမယ်20အမြောက်2အမြောက်3အညီဟုတ်ပြီရှင်ဒီတစ်ခါဘယ်သူတွေကိုတွဲမှာလဲအနောက်ကိန်းနှလုံးကိုတွဲပါမယ်20အမြောက်ဂွင်းစာ2အမြောက်3လီနော်ဟုတ်ပါပြီရှင်ဂွင်းလေးပြန်ပိတ်လိုက်ပါ20အမြောက်2 3လီကဘယ်လောက်လဲ6အဲ့ဒီတော့6နဲ့လီ7အနောက်က3ညာလေးကိုပြန်ထည့်လိုက်တော့အဖြေဘယ်လောက်လဲ120ပါပဲရှင်အဲ့ဒီအတွက်ကြောင့်မို့လို့ကနန်း3လုံး sorry ကိန်း3လုံးမြောက်တဲ့အခါမှာဤကဲ့သို့အစီအစဉ်ဖြင့်တွဲဖက်၍မြောက်စီကမှုမြောက်လက်တွေကအတူတူပါပဲအဲ့တော့အဖြေထိုးကြရအောင်အဖြေပုံမှန်တစ်ခုကြမယ်120ပါနော် yes အဲ့တော့ပြီးသွားပြီဆိုလို့ရှိရင်မြင်ပိတ်လိုက်ပါမစမ်းလို့ရှိရင်နောက်တစ်မျက်နှာမှာတွေ့နော် okay ကောင်းငယ်ပြီးသွားတော့တို့တွေကကြီးတွေ့ကြရအောင်ဟိအဲ့တော့နံပါတ်ကကြီးအဲ့တော့ဒီချက်ကလည်းကောင်းမြင်နေကြမင်းဂါကြီးပု္ပ္ပစာလေးကိုပါပြီရှင်ဂါကြီးက30အမြောက်2အမြောက်4ဒီဘက်မှာလည်းကိုပါပြီ30အမြောက်2အမြောက်4လီနော် yes ဟုတ်ပြီတွက်ဖို့အတွက်ပြန်ကိုရေးပါပြီဒါကြောင့်ကြော်လိုက်မယ်30အမြောက်2အမြောက်4အညီဘယ်သူနဲ့ကိုအရင်တွဲပြီးတွက်ပါလဲ30နဲ့2နဲ့အရင်တွဲမယ်ဆိုတော့ခွင်ခတ်မယ်ဟိ30အမြောက်2ခွင်ပိတ်မယ်အမြောက်4အဲ့တော့30နဲ့2နဲ့မြောက်လိုက်တော့3နဲ့4က6 3ညာလေးကိုပြန်ထည့်ပါပြီပြီးတော့အမြောက်4 okay ပြီးတော့6နဲ့4နဲ့ကိုအရင်မြောက်ပါမယ်6တက်လေး6 6နဲ့7နဲ့6 3 6 6လေးဒီ24ဒီမှာကဘယ်လောက်လဲ3ညလေးเนาะအဲ့တော့အဖြေဘယ်လောက်ရလဲ240ပါရှင်โอเคအဲ့တော့ဒီဘက်ကိုလည်းတက်ကြည့်ကြရအောင်ဒီဘက်ကိုဒီချက်ကဘက်ကိုပုတ်စာပြတ်ကူမယ်30အမြောက်2အမြောက်4အညီဘယ်သူကိုအရင်တွက်မှာလဲ30နဲ့2နဲ့ဟုတ်ပါဘူး2နဲ့4နဲ့ကိုအရင်တွဲပြီးတွက်မှာเนาะအဲ့တော့30အမြောက်ဒီချက်ကိုကြီးသွားခတ်တယ်เนาะမာသွားတယ်အဲ့တော့30အမြောက်ကွင်းကပ်ပြီးနေအမြောက်4 yes ဟုတ်ပါပြီအဲ့တော့30က30ပါတယ်နော်နှစ်နဲ့4နဲ့မြောက်လိုက်တော့နှစ်လေးလီက8 okay 30ကို8နဲ့မြောက်ပါမယ်8တက်လီ8 8နဲ့လီ16 8 3လီ24 3ညကိုပြန်ထည့်လိုက်တော့240ဒီမှာလည်း240ဒီမှာလည်း240အဖြေတွေတူနေပါတယ်ရှင်အဲ့ဒါကြောင့်အဖြေထိုးရအောင်အဖြေပုံမှန်တစ်ခုချရအောင်240နော်ဟုတ်ပါပြီအဲ့ဒါဆိုတော့ဒီချေတို့တွေကအမြောက်ဆိုင်ရာစီမင်းတစ်ခုဖြစ်တဲ့ကိန်းသုံးလုံးမြောက်တဲ့အခါမှာညီကဲ့သို့အစီအစဉ်ဖြစ်တွဲဖက်၍မြောက်စေကမှုအဖြေတွေကဘာဖြစ်လဲအတူတူပါပဲရှင်မြောက်လက်တွေကအတူတူပဲဒေါင်းလိုက်တွက်เสียလို့လား
မလိုပါဘူးနော်ဟုတ်ပါပြီဆိုလို့ရှိရင်ဒါတို့သမတို့ကအညဆိုင်ရာစီမင်းနောက်တစ်ခုကိုတည်သွားပါပြီဒီစီမင်းလေးကိုဒီချေတို့ကတွဲပြီးတော့မှမြောက်သွားတဲ့စီမင်းလေးဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ကိုဖက်ဆက်ခြင်းလို့ခေါ်ပါတယ်ရှင်အဲ့တော့ grade 4ကြလို့ရှိရင်သင်ကြမယ်နော်သူ့ကိုဘာလို့ခေါ်တယ်လဲဖက်ဆက်ခြင်းလို့ခေါ်ပါတယ်ဘယ်လိုမြောက်လို့လဲတွဲပြီးတော့မြောက်လို့ဖက်ဆက်လုပ်ပြီးတော့မှမြောက်တဲ့အတွက်ကြောင့်မလို့သူ့ကိုဖက်ဆက်ခြင်းဂုဏ်သက်တည်လို့ခေါ်ပါတယ်ရှင်ဆိုလို့ရှိရင်ဒါတို့သမတို့ရေဒီချေတို့နော်ဒီအမြောက်ဆိုင်ရာစီးမြင့်များနဲ့ပတ်သက်ပြီးတော့လေ့ကျင့်ခန်းနေလေ့ကျင့်ရမိကုန်နေအကုန်လုံးပြီးသွားပါပြီဆိုလို့ရှိရင်အဲ့ဒီကြွကျင်မှုလေးတွေကိုဒါတို့သမတို့အကုန်လုံးတစုတစည်းရဲ့ရမရသိကျင်တဲ့အတွက်ကြောင့်မလို့တို့တွေနောက်ဗီဒီယိုကြလို့ရှိရင်လေ့ကျင့်ခန်းလေးလုပ်လိုက်ကြရအောင်เนาะအဲ့တော့နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြရအောင် bye bye